Hello အားလုံးမင်္ဂလာပါဘာကြောင့် forever ရှားဆောင်ရည်ကိုရွေးချယ်တင်တယ်လဲဒီအချက်၅ချက်ကိုမျှဝေပေးထားမှာဖြစ်ပါတယ်နံပါတ်1အချက်ကတော့ forever ကိုများရှားဆောင်စိုက်ပြင်းစိုက်ခင်းပိုင်ဆိုင်တယ်ဘယ်မှာစိုက်လဲဆိုတော့ဒိုမီနီသမတနိုင်ငံဒဲကန်တာလားနံပါတ်2 forever ကိုများ1988ခုနှစ်စတင်တည်ထောင်တယ်ဒီနှစ်ဆိုရင်48နှစ်တက်တန်းကြာရှည်ခံတော့ကုမ္ပဏီဖြစ်ပါတယ်နံပါတ်3Forever ကုမ္ပဏီနိုင်ငံပေါင်း160ကျော်ရုံးချုပ်ကုမ္ပဏီတည်ထောင်ထားတယ်။ချိမိတ်ဆွေတို့ဘယ်နိုင်ငံမှာနေလဲပြောပြပေးပါ။နံပါတ်4 Forever ကုမ္ပဏီကလေဒီရှားဆောင်စိုက်ပျိုးခင်းမှာဓာတုဗေဒလုံးဝမသုံးဘူး။နွားတွေတိုးတွေပေါ့နော်မွေးပြီးတော့မြက်ပြင်တွေကိုစားတယ်။ရှားဆောင်ကဇူးပါတဲ့အတွက်ကြောင့်သူတို့မစားဘူးပေါ့။အဲ့ဒီမြက်ပြင်တွေစားပြီးသားပြီဆိုရင်သူတို့ရဲ့ဂျင်ကြီးဂျင်ငယ်ကတဘဝတက်မြင်ဩစာဖြစ်ပါတယ်။ဒါကြောင့် Forever ရှားဆောင်ရေကလေ Certified Organic ရထားတဲ့ရှားဆောင်ကုမ္ပဏီဖြစ်ပါတယ်။နံပါတ်5ဒီရှားဆောင်ကရှားဆောင်ကိုအခုခွာပြီးသားလို့ရှိရင်လေအဲ့ဒီအဖြူရောင်အနစ်ပါနော်လီနဲ့ထိတွေ့လို့ရှိရင်တက်ပြက်လွယ်တယ်ဒါကြောင့် Forever ကုမ္ပဏီကလေအဲ့ဒီရှားဆောင်အဖြူအနစ်ပါနော် stable ထိမ့်သိမ့်တဲ့နီးပညာပိုင်ဆိုင်နော်ခလေးလူကြီးလူငယ်မရွေးအားလုံးပေါ့နော်ရေရှည်တောက်လို့ရတဲ့တဘဝဓာတ်စာဖြစ်စွတ်စာဖြစ်ပါယုံကြည်စိတ်ချစွာတောက်သုံးကြပါ